။
ကဲဆက်ကြတော့စုံမလားကြည့်အောင် ရတယ်ဗျတကယ်ချင်းတွေကနှောက်မှလာထက်လာကြတယ်ရှိတော့ ရပါဗျစင်နာရီလည်းတိုးပါပြီဗျ ဆက်စား ကဲစ အဆင်ပြေပါဗျ ကဲဟောတာ ဘောဂသာကတော့ဂျိုရင်းနဲ့ကတော့လေကြောင့် လောကေတော့28ရက်နေ့1986ခုနှစ်ကဘဝတော်ပြောင်းရွှေ့ပွဲလုံးသောမျိုးရဲ့အနန္တတိုင်းကိုကျေးဇူးရှင်ဖြစ်သောဖခင်ကြီးဥရှိမြိုင်15ရက်9လ1989ခုနှစ်ကဘဝတော်ပြောင်းရွှေ့ကိုလုံးသောမျိုးရဲ့အနန္တတိုင်းကိုကျေးဇူးရှင်ဖြစ်တဲ့မိခင်ကြီးဒေါ်တင်တင်အောင်နဲ့29ရက်3လ2002ခုနှစ်ကဘဝတော်ပြောင်းရွှေ့ကိုလုံးသောတာငယ်ဖြစ်တာငယ်တို့သည်ကောင်းရာသူကတိတို့လာပါစေကြမှာယမန်တို့အောင်ရ၍မျိုးစာတဲ့အတွင်တရင်သုံးတော်မူကြကုန်သောဘုရားမှုရှိသောတန်ခါတော်ရှင်သူများတို့သုပ္ပတိပါဏတာအစဘုရားသောတန်ခါဂုံကိုယမန်၍စွမ်းအစရှိသောလူဒန်းမွေရာအဖျားဖျားတို့ကိုဆက်ကလူဒန်းချင်းတည်ဟူသောဒါနမင်္ဂလာပြုကြရာအခါသမယဝေရှိဥစွာလူနာပြမတတော်အမြအာရကိုဘေရဖြစ်သောဘုရားတည်ဟူသောအမြတ်ဆုံးယရနာတရားတည်ဟူသောအမြတ်ဆုံးယရနာတန်ခါတည်ဟူသောအမြတ်ဆုံးယရနာဟုဆိုအပ်သောယရနာမြတ်သောပေါင်းကိုယိုသိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်မှုမြော်မဲလျှော့ကြောလိုက်ကြသောတက္ကိစ္စပဏာမဂရဝကောင်းမှုကုသိုလ်ကံစရဏစောက်ဒီကြောင့်ဖြစ်သောသီလကုသိုလ်ကံစရဏလူဒန်းကြောင့်ဖြစ်သောဒါနကုသိုလ်ကံစရဏပွားများကြောင့်ဖြစ်သောဘာဝနာမြတ်ကောင်းမှုကုသိုလ်ကံစရဏတို့ကြောင့်လွန်ခဲ့သောနှစ်များကဘဝတသွန်ပြောင်းရွှေ့ပွဲလွန်ကြောင်းသွားကြကုန်သောမိခင်ဖခင်ကျေးဇူးရှင်နှင့်တာငယ်တို့သည်ယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတဲ့အဖို့ဘာကကိုသိနိုင်မြင်နိုင်ကြားနိုင်သည့်ဘောသူရရှိခဲ့သည်ဖြစ်အပ်ဝမ်းမြောက်ဝမ်းသာသာတို့အလုံးမောနာခေါ်ဆိုနိုင်သည်ဖြစ်၍လူနတ်နိဗ္ဗာန်သုံးတန်သောချမ်းသာတို့ကိုရရှိခံစားဆန္ဒနိုင်ပါစေ။ကျန်သောမိသားစုတို့အားလုံးသောဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့သည်လည်းပဲယနေ့ပြုသမျှသောကုသိုလ်ကောင်းမှုကိုအကြောင်းပြု၍ဘေခတ်သိရန်ခတ်သိအန္တရာယ်ခတ်သိကြောင်းကြခတ်သိပြပါဒခတ်သိစိုးရင်ခတ်သိတို့မှကင်းခြင်းကြကုန်ပြီလင်လောကီစီးပွားလောကုတ္တရာစီးပွားတို့သည်လည်းတိုးတက်စီပင်ပွားများကြကုန်လျက်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတို့ကိုကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပြီးဒုက္ခခတ်သိချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်ကိုဘဝတိုးတိုးနဲ့ကိုစီကိုငါမျက်မှောက်ပြုလွယ်နိုင်ကြကုန်သောသူတော်ကောင်းများဖြစ်ကြပါစေ။ ဆရာပြင်းတဲ့စင်ပြရပါလိမ့်ရှင်ဗျာ အမန္တိအာမန္တိဣန္ဒြေနာသဟဣန္ဒြေနာသဟပိသတိလံပိသတိလံမယာသာမိမယာသာမိလောကဟံကတဝံလောကဟံကတဝံဣလန္တိထဣလန္တိထနိဗ္ဗန္တိနိဗ္ဗန္တိဒိယံပိဒုတိယံပိအမန္တိအာမန္တိဣန္ဒြေနာသဟဣန္ဒြေနာသဟပိသတိလံပိသတိလံမယာသာမိမယာသာမိလောကဟံကတဝံလောကဟံကတဝံတိလန္တိထတိလန္တိထနိဗ္ဗန္တိနိဗ္ဗန္တိတတိယံပိတတိယံပိအမန္တိအမန္တိဣန္ဒြေနာသဟဣန္ဒြေနာသဟပိသတိလံပိသတိလံဓမ္မယသာမိဓမ္မယသာမိလောကံကတဝံလောကံကတဝံတိလန္တိထတိလန္တိထနိဗ္ဗန္တိနိဗ္ဗန္တိယမဝရာမိတံဝရိထ အာမမဘုရားရှင်ဗျာ နမောတတ္တဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတံ နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဗုဒ္ဓံသရဏံကိသာမိဓမ္မံသရဏံကိသာမိသံဃံသရဏံကိသာမိ ဘုဒ္ဓံသရဏံကိသာမိ ဒုတိယမိဗုဒ္ဓံသရဏံကိသာမိဒုတိယမိဓမ္မံသရဏံကိသာမိဒုတိယမိသံဃံသရဏံကိသာမိဒုတိယမိဗုဒ္ဓံသရဏံကိသာမိဒုတိယမိဓမ္မံသရဏံကိသာမိဒုတိယမိသံဃံသရဏံကိသာမိအာရိဏဒါနာဝရမဏိတေခာဝရံသမာဓိယာမိအာရိဏဒါနာဝရမဏိတေခာဝရံသမာဓိယာမိ
တိဓမ္မာယပစ္စယောဟောတုဒီကရဏိနာကပစ္စဒီနာဓမ္မဘာလို့ကြတော့အပမဟိနာဒီနာသမတိပါမြေတော်မြများကဘဝတော်ကြောင်းရွှေပွဲတော်သွားကြအောင်သောယေရှုထံပုဂ္ဂိုလ်တို့သည်ယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတွေဘုရားကိုသိနိုင်မြင်နိုင်ကြားနိုင်တဲ့ဘောတော်ရောက်ရှိနေခဲ့ရင်ဘောမြောက်ဝါသာဓာတုဘုံမနာဟောဆုံးနိုင်ပါလေဆိုတဲ့ရည်ချင်းနဲ့မိခင်ဖခင်ကယေရှုဆက်ပြီးဖြင့်ဒီဆွမ်းအစရှိကိုဆက်ကလူတော်မူကြအောင်တော့အားလုံးသောသူတော်ကောင်းအပေါင်းတို့သည်ယနေ့ကိုဘုရားမှာစာပြီးဒီပေါင်းဉာဏ်ပေါင်းအန္တရာယ်ပေါင်းမှတွတ်ပြီး၍ကောင်းကျိုးချမ်းသာပြည့်တည်မင်္ဂလာအဖျားဖျားတို့နဲ့ပြည့်စုံနေကြပါစေလို့ဒီမှာတို့အောင်ပြီးတော့မေတ္တာတော်တရားတော်ဉာဏ်ဉာဏ်ဘုရားနိအစရှိသောယရဏတော်ပြိတ္တော်များကိုဘောဓတပ္ပမင်္ဂလာသုံးခါထားတိုင်းအောင်ဒီပတ်သက်စေပေါ်များကြပါကုန်လို့သတ္တရောနဝသတ္တဒုက္ခဒုက္ခမောဟနာဓမ္မတော်နာတော်တိယမတ္တနာဓမ္မတော်နာတော်တိယမတ္တနာဓမ္မတော်နာတော်တိယမတ္တနာနမောတတ္တဗုဒ္ဓဝါဒောအရဟံသောသမ္မာသမ္ဗုဒ္ဓနာနမောတတ္တဗုဒ္ဓဝါဒောအရဟံသောသမ္မာသမ္ဗုဒ္ဓနာနမောတတ္တဗုဒ္ဓဝါဒောအရဟံသောသမ္မာသမ္ဗုဒ္ဓနာယတံသမ္မာဝါဒာနိဝါဒတိနိဝေဒနာယံိစေဝံယောသံသောတေဝိဝါမတ္တိတောဒုက္ခံပရိစ္ဆေသောသဗ္ဗဝေစိနပတ္တိဧဝံနိရုဒ္ဓေတံတက္ကနာသနာတေသာဘုဒ္ဓနိတရဝံနမရဟံနမတိသာဤကံဝါယဝါယနာစိနာတက္ကနာဘုရားဘုရားဒေတာဝါယဝါအနိတာဝါဝါဝေဝတတိအဝေတုေဘုရားအဝေတိဝါသဗ္ဗတတဝုဒ္ဓဝေဒနာနာမဝရဏိဝရဏိမနိတာရစိနာဝေစီယာဝရဏဝိနာနိနမိယမိယတတောရမေတေယမာရယထာနိယဘုဒ္ဓနာယုတာယဘုဒ္ဓဘုရားဘုရားတေဧဝံမိတ္တဗုရေတုအနတ္တဝေအမိစ္ဆာနံယေတိသံဃာရောအတမေသံဃာမဝေအပရိမာဏံဩဇံဘောဇာတိသာအရဝါသဝေအမပန္နံဣဒံစရဏိတေနောဝရယံမောယဝါသတဝိရတိတောဣဒံပရေလေတိယဝိနာဝေသဝိရတာဝိရမောဘောဂာနိဝါယံဘောအန္တရေသဗ္ဗေဝဗုဒ္ဓံဝေနာဝတ္တောအာရဝေတယသတိအရမေယံသတ္တမလာယုသာနိတမေတ္တာတပေမေတ္တာမောဟအာနုတိယသာယဒီဝါသနာသစ္စာနိယေတတ္တမဟိတတ္တမကရဏယံဣဇိဝေတနိရောဝါဘဝသက္ကောတုထေယံရောယံမတ္တမနိယံယေတဇာယံသက္ကောဝိမာယောနာယေသံဓမ္မေယံဓမ္မတိယေစီယေနမိဓမ္မေယံဓမ္မပရိဒံယေနစေတသဝတိဘောတောယံမောဒကေတောပရိဝနာယေသေသမာဓိမာနတိယမဟုသမာဓိနိနာတေနသောနဝေသတိဣဒံမိဓမ္မေရတနာပရိဒံယေနစေတသဝတိဘောတောယေဘောဂနာတတနာမတ္တသတ္တနိဒာနိဝိဝတိယေနိယတရာဘာဝနာယေဝေဒနာနိအာရာနိဣဒံမိဓမ္မေရတနာပရိဒံဣဒနာသစေနသဝတိဘောတောယေတောယမမတ္တတေသာတတနာမူလတေပိဘောဓမာလာဣဒံမိဓမ္မေရတနာပရိဒံဣဒနာသစေနသဝတိဘောတောယတိနာခေတောပတဝတိတောတိယသရဝေဝါယေသနာပကမေယောတတောဗနာသဗ္ဗဝိတာဝါမိယောရိယသဇာယမသဗ္ဗတတိဣဒံမိတံယေရတနာပရိဒံဣဒံမသေနသဝတိဘောတောယေရတေအသဇာနဝိဘဝယတိနမေနပိယနာမိတေတိကာမိတေသံဝိတေဟောတိဘုဒ္ဓမဟာနာထေဘောအနမမာရိယတိဣဒံမိတံယေရတနာပရိဒံဣဒနာသစေနသဝတိဘောတောသဟဝတ္တတရတတရယယေတဓမ္မဇေယဘောတိတက္ကယဒိဋ္ဌိယေဝဇိကေသင်္စာဣဒံပတ္တဝါဒေတိကေစီသတ္တဝါအာယေဝိသ
စာမေတောအစေတယေတိဘောဝန္တေဧရာဇာဝေရောနိသန္တာနိဗ္ဗာန်တိယယတိဘောဣဒံဝိလံကေရဏံပရိတံဣဒေနရစေနဝိယောတုယာနိရဘောဓာနိရမတနာနိဘောမာနိရာနိကနိဝါအန္တရိကေတတရဏိဝမနုပုစိတံဘောဓံမတ္တမဘောဓိယောတုယာနိရဘောဓာနိကမတနာနိဘောမာနိမာယာနိဝါအန္တရိကေတတရဏိဝမနုပုစိတံဓမ္မံမတ္တမဘောဓိယောတုယာနိရဘောဓာနိကမတနာနိဘောမာနိမာယာနိဝါအန္တရိကေတတရဏိဝမနုပုစိတံဣတိသောဘဂဝါသမ္မာသမ္ဗုဒ္ဓောဝိသံသရဏသမဏဘဂဝတောရဝေယောအနန္တသောမုဒိကနာတရိသန္တာဒေဝအနန္တဝါရောဘဝသက္ကံဘောဝတတဓမ္မောတန္တရိကောအတ္တရိကောဧဝဂေယောပပရိကောပစ္စံတရဝရိတဘောဝိယေသောပရိကံဘောဝတောဓမ္မနာအာမိစေကိပါသောဘာဝသာဝတံဘောနရိဒံသရဏိပရိသတိဝရိတာပရိသပုဂ္ဂလာဣသဘဝတောနမဘာနတောအာမုခေယဝေယောဒိဋ္ဌိယောအစ္ဆေတိယောအနောဒနာဝိညာဏေသံဃာဧဝံဘောဓတန္တရတ္တနိသစ္စာယောယာမအပိတဓမ္မသောဘန္တောနာတိယန္တိသောဘာဝနသယောသမနာဝတ္တကုဏတတောပါပဘောဒုက္ခကံတံဘောဓာနုဘာဝေနအမိနာသမေတုယန္တိသောဝတ္တကုဏတယောသမနာဝတ္တကုဏတတောပါပဘောဒုက္ခကံတံဓမ္မဝေနအမိနာသမေတုယန္တိသောဝတ္တကုဏတယောသမနာဝတ္တကုဏတတောဘာရတဗာယေနရတဗာဒေဝနာသဗ္ဗဗုဒ္ဓံသုဘဝေနရာတုတိဘောတုတေဘောဝရတဗာယေနရတဗာဒေဝနာသဗ္ဗဓမ္မံသုဘဝေနရာတုတိဘောတုတေဘောဝရတဗာယေနရတဗာဒေဝနာသဗ္ဗဗုဒ္ဓံသုဘဝေနရာတုတိဘောတုတေသဗ္ဗမင်္ဂလာလုံးစုံသောကျက်တိမင်္ဂလာအပေါင်းတို့သည်ဘုံတို့ဖြစ်ကြပါစေကုန်သတည်းသဗ္ဗဒေဝတာသမ္မာဒေဝနတ်မြတ်နာကောင်းတာအပေါင်းတို့သည်ရက္ခဏုအမြင့်မပြတ်စောင့်ကြလျက်ရှိကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနသဂင်္ဂါဝါတို့တဲစုအမြတ်ပွင့်တော်မူကြလေကုန်ပြီးသောလုံဆုံးသောဘုရားရှင်တို့၏တကုရှင်သောအာနုဘရောတို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနသလုံဆုံးသောဘုရားရှင်တို့ဟောကြားတော်မူသောတရားတော်တို့၏တကုရှင်သောအာနုဘရောတို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနသလုံးစုံသောဘုရားရှင်တို့၏တပိသာဝကတို့၏တကုရှင်သောအာနုဘရောတို့ကြောင့်၎င်းတပ္ပရာခခသိဝနိယောညင်ပါတေတောမကံပရိတိယနာယုကြကုန်သောသင်္သူတော်ကောင်းအပေါင်းတို့သည်သူခိကိုယ်စိတ်နှစ်ပိုင်းကျမ်းမာချမ်းသာခြင်းတို့သည်ဟောတို့စင်စစ်မသွေးဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာနာတန်အားလေးပြီးလားရှင်ဖေယတပည့်တော်များသည်သန္တရာဝစီယမမြောက်ကြရ၍နိဗ္ဗာန်ကိုမျက်မှောက်ပြုပါရခြင်းအကျိုးငါ၎င်းနောင်ခဲ့သောနှစ်များကဘဝတသွန်ပြောင်းရွှေ့ကြလွန်သောဖခင်ကြီးလူရွှေမြိုင်နှင့်မိခင်ဖြစ်သူတော်တင်အောင်ပန်းငယ်တို့သည်
ယနေ့အမြရပါစေခြင်း မြတ်ရပါစေခြင်း အမြရ မြတ်ရ ၍ဒုပိနယ လူပိနယ သုတိဘဝဇတ်တို့ ပုဂရိဘဝသတ္တ လာရောက်ပါစေခြင်း အားရောက်ပါစေခြင်း အကျိုးမှာ ကျုံနာ တန်ခဂုံကို သံဃာကုံကို အာယုံပြု အာယုံပြု ၍ဤသင်္ကန်းအစရှိသည်တို့ကို ၏ဤသင်္ကန်းအစရှိသည်တို့ စက္က သက်က လူရန်ပါ၏ လူရန်ပါ၏ ရှင်ဗျာ ရှင်ပြာ သာဓုသာဓုသာဓုပါဗျာဘုဒ္ဓဘာသာ လာမယ်လားဟာပြီခိုင်တာခုတို့ရအောင် သာဓုသာဓုသာဓု ဘာသာတာခဲ့လားတာ ဘုံဘုံမျိုး ဆရာတော် လည်းနှစ်ဖက်နဲ့က ကိုင်ကလာတော့ ပြလိုက်ဟိုဆောင်းအောင်မြင်ကိုင် ကိုင်ပါ ဘုန်းနဲ့က ကဲ ကိုင်လိုက်နေတယ် မနောင်းပါ ဟောလာတယ်ဘုံမျိုး ဘုရားကမမကအေးအဲ့ဒီမျိုး တဲ့မှာအကြီးမှာ ဘုံဘုံဘုံပဲတာချက်တယ် လူရတော်မြင်များကဘဝတော်တော်ပြောင်းရွှေ့သွားတဲ့အမျိုးရဲ့အနန္တခိုင်ရဲ့ယေရှုရှင်ဖြစ်တော်ဖခင်ကြီးဣရှုမြိုင်ယေရှုရှင်မိခင်ကြီးဖြစ်တော်တော်တည်အောင်နဲ့ပန်းငယ်တို့ဒီယေရှုရဲ့ကုသိုလ်ကောင်းမှုတွေအခုဘာကိုသိနိုင်မြင်နိုင်ကြားနိုင်တော့ကြားနိုင်ပါစေဝမ်းမြောက်ဝမ်းသာကတို့လူမောနာခေါ်ဆိုနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ယေရှုရဲ့ပုဂ္ဂိုလ်များအတွက်အကြောင်းပြုပြီးတော့ဒီနေ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတို့သူသာပေါင်းများအားထုတ်ခြင်းအဲ့ဒီကုသိုလ်တွေကောင်းမှုအဲ့ဒီကုသိုလ်ကောင်းမှုတွေအခုဘာကကိုဒီလူကံပုဂ္ဂိုလ်များအတွက်အများတန်းပြီးပြီဆိုတဲ့ကုသိုလ်ကောင်းပြုလို့တဲ့ဝေးတော့ဒီပေါင်းဆိုရင်40 တတိယ40 40တော့ ဒီနေ့49ဒီနေ့နောက်ဒီနေ့ဆက်တယ် 24ဒီပေါင်းတော့တော်တော်ကြာခဲ့ပြီပေါ့ကြာခဲ့ပြီကြာပြီဆိုတဲ့အခါကျတော့ဒီကြားထဲမှာလည်းအောင်တော့ဓမ္မိုင်းတို့တွေကုသိုလ်ကောင်းမှုတွေပြုပြီးအမြဲတမ်းလေးပဲအမြတ်တမ်းပေးဝေပြီးဖြစ်တယ်ပြီးဖြစ်တဲ့အခါကျတော့တစ်ချိန်တစ်ခါတော့လည်းပဲရပါတော့ဒီမှာရက်လေရှိတယ်တရဂုံတင်တဲ့အချိန်ရှိတယ်ရက်လေရှိတယ်တလားပြေလို့ရှိတယ်တစ်နှစ်ပြေလို့ရှိတယ်အဲ့ဒီအချိန်မှာကုသိုလ်ကောင်းပြုပြီးအမြတ်တမ်းပေးဝေတိုင်းလို့သူလည်းပဲသိနိုင်မြင်နိုင်ကြားနိုင်ပြီးဘောသူရောက်ရှိခင်လည်းပဲတစ်ခါလည်းပဲပြီးသွားတာပေါ့အဲ့လိုပြီးသွားတဲ့အခါကျတော့ယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုဟာယေရှုကံပုဂ္ဂိုလ်ဒီအတွက်တော့မဟုတ်တော့မိမိတို့အတွက်မက်ဖို့နိဗ္ဗာန်ရရကြောင်းအထောက်ပံ့တော့ဖြစ်ဖို့ရည်ရွယ်ချက်ပေါ့နော်အဲ့တော့သူသူငါတတ်တော်မှာခန္ဓာ၅ပါးရလာတဲ့အခါမှာတော့စာတိနဲ့စာပြီးမရဏနဲ့ဆုံးအောင်မှာကြီးပဲဘုရားပေါ်မှာလွန်ဆန်လို့မရတဲ့ခန္ဓာပဲနော်ခန္ဓာ၅ပါးရတယ်လို့ပဲဒီနေ့ကျတော့သွားကြရတယ်ဦးဇင်းတို့တွေရောအောင်တော့သူတော်ကောင်းပေါင်းပြီးတော့ဒီနေ့ကျရင်ဒီလက်ရှိခန္ဓာကိုဆွံ့ကြရတာပေါ့အဲ့တော့ဒီအသက်နဲ့ဒီခန္ဓာကိုရှင်တွဲပြီးတော့ရှိနေတဲ့အခိုက်အတန့်မှာဘာတွေလုပ်ဖို့လိုအပ်လဲပစ္စုပန်ဘဝမှာလည်းပဲကောင်းမွန်စွာဒီထိုင်ကြနိုင်ဖို့အတွက်အလုပ်လုပ်ကြရတယ်လို့သန္တရာခီးသွားတဲ့အခါမှာလည်းပဲကိုယ့်အတွက်အထောက်ပံ့ကောင်းနေတတိယတော့သန္တရာခီးသွားတဲ့အခါမှာချင်းရသာသာလေးနဲ့ဖြစ်ဖို့ဒီဒါတွေလည်းပဲအောင်ပြုပြီးတော့ဒါနမှုသီလမှုဘာဝနာမှုဒီတွေလည်းပဲကျူတာအားထားပေါင်းရအားထုတ်ကြရမယ်ဒီခုပြီးတော့ရရှိထားတဲ့ခန္ဓာ၅ပါးဘယ်လောက်တန်ဖို့ရှိလဲနိဗ္ဗာန်နဲ့တန်တဲ့ဘဝကိုရတာအဲ့လူဘဝရဖို့ဆိုတာတို့တော်ဘာ၅ပါးတွေမှာလည်းပါလာတယ်နုတ္တရမှာတော့တုံးလို့ဒါဖြင့်လူဖြစ်တိုင်းရခဲ့တဲ့လူဘဝရတယ်ဆိုတော့အဲ့လိုတော့မဟုတ်ဘူး။ဒီဆိုဗျာကုသလမနတိသာနာတိမနောဤကကုသိုလ်ဤကအကုသိုလ်အဲ့ဒါကုသိုလ်မှန်များတော့တယ်အကုသိုလ်မှန်များရှောင်ခြင်းတယ်အဲ့တော့ကြုံလာတဲ့အခါကောင်းလာတဲ့လုပ်ပြအောင်ပေါ့ကိုကြိုးစားအောင်ပါပဲသိရမယ်ဒါကတော့ကောင်းတဲ့အလုပ်ဆိုတာဘာလဲဆိုတော့မိမိရောသူတို့ဘာရောအကျိုးရှိတဲ့အလုပ်တွေကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်အကျဉ်းဆုံးလိုက်ရင်
မိမိရောသူတစ်ပါးရောနှုတ်တစ်ဖက်တော့မကောင်းတဲ့အလုပ်ကြီးအကျိုးမရှိတဲ့အလုပ်ကြီးမကောင်းတဲ့အလုပ်ပေါ့အဲ့တော့ကောင်းတဲ့အလုပ်ဆိုရင်အကုန်လုပ်တယ်မကောင်းတဲ့အလုပ်ဆိုရင်မလုပ်ဘူးအဲ့တော့တိလဲတိတယ်လုပ်လဲလုပ်တယ်ဆိုတဲ့ပုံပေါ်တော့ခုနမလုပ်တတ်တာဘာဝတုံးလည်းပေါ်ရခဲ့တဲ့လူဖြစ်တာအဲ့ဒါမှနိဗ္ဗာန်နဲ့တန်တဲ့ဘဝကိုရတယ်လို့ပြောရမလုပ်တတ်တာဘာဝတုံးလည်းပေါ်ရခဲ့တဲ့လူပေါ်ရတယ်အဲ့ဒါဟိုလူဖြစ်တာမတ္တနဲ့ရခဲ့တဲ့လူဘဝကိုမလုပ်တတ်တာဘာဝတုံးလည်းပေါ်တွေမှာပါပြီးတော့လူဖြစ်တာမတ္တနဲ့တော့မပါဘူးကုသလကုသလံမနတိသာနာတိမနောတော့ကုသိုလ်အကုသိုလ်သိတဲ့အတိုင်းလေရှောင်ကျင်တယ်ပြုလုပ်တယ်အဲ့ဒါဆိုဒါဟောတဲ့လူအဖြစ်တန်ဖိုးရှိတဲ့ဘဝကိုဒီလိုရရှိထားတယ်ဆိုတာဖြစ်ရအောင်အဲ့တော့ဝိသတိတော့စားရပါဒီမစဘာဘောစကြတဲ့ဒီကဒီဘောမှာမရှိပါဘူးဆွေးနွေးနေတာမစဘာတော့တပူလိုပါလေဒီနေတာမစဘာနောက်ဆုံးတည်တဲ့တင်ညိုတယ်ဆောင်းလိုက်ပါဘူးအဲ့ဒီမှာတင်ညိုရောက်သွားပြီးအားလုံးကအတ္တကြီးဒီဝတ်တယ်ကိုယ်နေကိုယ်အိမ်ဒီပြန်သွားကြတယ်အဲ့တော့ကိုယ်သွားတယ်ကိုတယောက်ဘာကိုလောက်ခဲ့တယ်တုတ်တယ်လောက်တယ်တုတ်တယ်ကောင်းတယ်တုတ်တယ်မကောင်းတဲ့အဲ့ဒါမျိုးပါမတုတ်တယ်ကောင်းတဲ့မှုကတော့ဟိုလောက်တယ်ပါတယ်အဲ့ဒါတော့ကောင်းတာပေါ့တန်ခါတီးဆက်တဲ့အခါမှာသူကကိုမိကောင်းဆွေကောင်းအဖြစ်အငြင်းတဲ့ကြီးစုဆောက်ရှောက်တော့ကောင်းတဲ့မလုံးနဲ့ဒီစိတ်အိမ်ကမှာအမေအဖေရှိနေသေးတယ်ဆိုတဲ့အတိအကကိုယ့်အတွက်လုံခြုံမှုလည်းဖြစ်တယ်အားလည်းဖြစ်တယ်ဟုတ်တယ်နော်ကိုယ်ကိုယ်လည်းကြုံတွေ့နေကြကိုယ်မိဘအိမ်ကမှာရှိနေတယ်ဆိုရင်ကြက်တည်မင်္ဂလာလည်းရှိတယ်ကိုယ့်အတွက်အားလည်းဖြစ်တယ်ဘောနဲ့ပြန်လာပြီဆိုရင်ကိုယ်မိဘရဲ့မျက်နှာနဲ့အားလုံးပါဘာပေါ့80ရာခိုင်နှုန်းပါတက်တာအမိကအရေးလူကအရေးကိုလုံးလာပြီမရှိတော့တဲ့မရှိတော့တဲ့အခါကျတော့မရှိခြင်းကိုပြောပြီးဒီနေ့ဒါမိဘနှစ်ပါးကိုမိဘနှစ်ပါးနဲ့တန်းယူဒီကမိဘနှစ်ပါးကိုမိဘနှစ်ပါးကိုအကြောင်းပြုတာပို့ပါနိဗ္ဗာန်ရောက်တော့ဒါနမှုဒီလဘာဝနာမှုတွေတိုးပွားဖို့ရဒါဘုသူအကြောင်းပြုပြီးကားလိုက်ဆိုတော့မိဘနှစ်ပါးကိုအကြောင်းပြုတော့တန်တရာခရီးအတွက်အိတ်ခါကိုရလိုက်တာအေးအဲ့လိုဆိုတော့မိဘတို့မြင်ပြီးတက်ရှိထင်ရှားရှိတော့အာသမီးတွေအတွက်ဖိတ်ပြီးလို့ရကြမရှိတော့လည်းမရှိခြင်းကိုကြောင်းပြီးတော့သူ့တကောင်းမှုတိုးပွားတယ်အဲမိဘကကျေးဇူးတရားဘယ်တော့ကမှဆက်ပြီးအဲ့တော့မိဘတွေကျေးဇူးရှိတယ်ကျေးဇူးရှိတော့သာသမီလည်းသိတဲ့အတိုင်းလည်းကျေးဇူးဆက်ကြတယ်ဒါဖြင့်အခုလိုဆိုတော့ဘယ်လိုကျေးဇူးဆက်မှာလဲအဲ့တော့မိဘလည်းသာသမီမိုးထုတ်တဲ့အခါမှာရေးချက်၅မျိုးရှိတာကျိုးမျိုးကိုပြဆောင်ရွက်စီတာဝေခံထိုက်စီသူမြဝေးစောင်းနေတယ်အဲဒီ၅ခုကျိုးမျိုးပြတက်ရှိတင်ရရှိတော့မြို့ရိငယ်စင်တော်ကြီးကလေးဘွားမိဘကကိုယ့်ရဲ့ဝိယဝိသမှာကကိုယ့်အမေနဲ့ဖေရပဲအားလုံးလောက်သွားကြတာဆိုရမယ်အဝိကအစားအပြင်သွားရင်ခမင်းထုတ်ဖို့အစားမိဘနှစ်ပါးလုပ်ပြီးသွားကြတယ်။ဟောကြည့်တာတဲ့အခါမှာငါတို့ရဲ့သားတွေတင်တဲ့တို့အပံပြန်လေလုပ်ကြည့်ကြလိမ့်မယ်ဒီလိုလေးရရှိတယ်။ဆောင်ရွက်စီမံမျိုးတွေသားသမီးတွေငယ်စဉ်တောင်ကြီးကလေးပေါ့ဆိုသူတို့လောက်ရမယ်လုပ်ငန်းဆောင်တာမျိုးမိဘတွေလုပ်သွားကြတယ်။အော်မိဘတွေကအသက်ကြီးတဲ့အခါမှာသားသမီးတွေကမိဘလောက်ရမယ်လုပ်သွားကြလိမ့်မယ်ဒီလိုလေးရရှိတယ်။ဝေခံတိုက်စီအမွေဆိုရမှာလောကီအမွေလည်းရှိတယ်လောကုတ္တရာအမွေလည်းရှိတယ်လောကီအမွေကတော့ဒီပြီးတာနော်လောကုတ္တရာအမွေကပါလေအော်ကိုရဲ့ဟောအိုးဘူဒီဒီပင်ပေါင်းဆက်အဖိုးတွေအပွားတွေတက်တဲ့တွေကမြတ်စွာဘုရားရဲ့သာသနာကိုလက်ဆင့်ကြပြီးတော့ထိမ့်သိမ့်စောင့်ရှောက်လာကြတယ်ထိမ့်သိမ့်စောင့်ရှောက်လာကြတယ်ကိုယ်တိုင်လည်းဝင်ပြီးတော့လည်းထမ်းခဲ့ဖို့လေးကိုယ်တိုင်ဝင်ပြီးတော့ထမ်းဆောင်မှုမပြုနိုင်ခဲ့တယ်ထမ်းဆောင်တဲ့ပုံကိုယ်ရဲ့အပေါ်မှာကြောင်းစည်းစွမ်းတင်ညာဆိုင်ပစ္စည်းတွေပါလို့ထောက်ပံ့ခဲ့ကြတယ်အဲ့ဒါလောကုတ္တရာအဲ့လိုလောကုတ္တရာအမွေကိုလည်းငါတို့ရဲ့အမွေဘွားတွေကဘာသာတရားမှာဒီလိုစောင့်ထိန်ခဲ့တဲ့အစဉ်အလာတွေရှိတယ်အဲ့ဒီအစဉ်တော်တို့တွေလည်းပဲဆက်လက်ခိုင်နေတယ်ဒီအမွေကိုငါတို့တွေရတာကြတော့
တန်ត្រာချမ်းသာဖို့အတွက်ပစ္စုပန်တန်ត្រာပေါ့ပစ္စုပန်တန်ត្រာချမ်းသာဖို့အတွက်ဒါလောကုတ္တရာအမွေပဲဒါကိုလည်းလောကီအမွေကိုစက္ကန့်လို့လောကုတ္တရာအမွေကိုလည်းစက္ကန့်ရမယ်စက္ကန့်ကြလိမ့်မယ်ဆိုရင်ရည်ရှိတာပေါ့ဟောငါတို့မရှိတော့တဲ့အခါမှာလည်းမြတ်စွာဘုရားရဲ့တရားတော်ကဤကကုသိုလ်ဤကအကုသိုလ်ကုသိုလ်တရားလိုက်နိုင်ချမ်းသာတယ်အကုသိုလ်တရားကိုကျင့်သုံးရင်ဆင်းရဲတယ်ဒီလိုအတိဟာဟိုးရှိရတယ်လက်စင်ကသဲဆောင်တဲ့လို့အဲ့ဒီအမှုတွေကိုလည်းပဲငါတို့ရဲ့သားတွေသမီးတွေမြေးတွေဖြစ်ပြီးတာအဲ့ဒီကိုဆက်လက်တင်းတင်းစားဆက်လက်ပြီးတော့တင်းတင်းစောင့်ရှောက်ကြလိမ့်မယ်ဆိုတဲ့ကြွေချက်လည်းပဲရှိကြတယ်ဝန်ထမ်းတဲ့သူမျှဝေယနေ့ဟာနံပါတ်၄ဖြစ်တဲ့ရည်ချက်ကိုအကောင့်ထဲပေါ်ပေးတာသူမျှဝေငါတို့မရှိတဲ့အခါမှာတို့အကြောင်းပြုပြီးတော့ဒါနသီလဘာဝနာတွေအားထုတ်ကြလိမ့်မယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟိုပါပါကိုငါတို့တွေကိုအမြတ်တမ်းပြေးဝေကြလိမ့်မယ်ဆိုတဲ့ရည်ချက်လည်းရှိကြတာပဲဒါကြောင့်ဒီမျိုးကမိဘနှစ်ပါးရဲ့ကျေးဇူးကိုသိတဲ့အတိုင်းလေးပဲကျေးဇူးမိဘတွေကကျေးဇူးရှိတယ်ကျေးဇူးရှိတော့ကျေးဇူးသိတယ်ကျေးဇူးသိတော့ကျေးဇူးဆက်ကြတဲ့ပုဂ္ဂိုလ်များသည်ဣဒမောတတိပစ္ဆမောတတိပစ္စုပန်ဘဝမှာလည်းမစင်းရဘူးတန်ត្រာကျင်လေတဲ့အခါမှာလည်းမစင်းရဘူးအဲယနေ့ဟာသရဒမြောင်ဖြစ်တဲ့ရည်ချက်ကိုကောင်းတယ်ပေါ်ပြီးတော့အမြတ်တမ်းပေးတယ်တွေ့ချင်းအပြင်မိဘတွေရဲ့ကျေးဇူးကိုဆက်တဲ့ကဲ့သို့မိဘတွေအကြောင်းပြုပြီးတော့ကိုယ့်ရဲ့ခန္ဓာမှာဒါနသီလဘာဝနာတူဘဝပဲရလိုက်တာအဲ့တော့ကျေးဇူးဆက်တယ်လို့ပြောလို့ရတယ်ကျေးဇူးမိဘတွေကျေးဇူးရှိတယ်ကျေးဇူးရှိတော့ကျေးဇူးသိတယ်ကျေးဇူးသိတဲ့အတိုင်းကျေးဇူးဆက်ကြတဲ့ပုဂ္ဂိုလ်များသည်ပစ္စုပန်လည်းမစည်းရဘူးတန်ត្រာလည်းပဲမစည်းရဘူးဒါမှမဟုတ်နော်ဒီကတော့ကျင်းချုပ်ပေါ့ဒီချက်ကအဲ့ဒီဒါလေးပဲလူမြောက်ပြီးစောင့်နေပြီနောက်ဆုံးကတော့ဗါလဲစောင့်နေပြီစောင့်နေပြီလေဆိုတော့ကိုယ့်ရဲ့အမျိုးအနွယ်အစင်လားအရာကောင်းတဲ့အစင်လားပေါ့ကောင်းတဲ့အစင်လားလေးအမျိုးတွေကိုယ့်ရဲ့အမျိုးအနွယ်အစင်ဆက်ရကောင်းတဲ့အစင်လားမှန်ရအောင်ပဲဟိုကထိမ့်သိမ့်ရစောင့်ရှောက်ရအဲ့ဒီမှာနော်အဲ့တော့ကိုမိဘနှစ်ပါးကိုနဲ့လည်းပဲရေးပြီးဖြစ်တဲ့ကိုနေခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မိဘနှစ်ပါးရဲ့ကာယကံမှုဝစီကံမနောကံမှုကိုကိုယ်တိုင်ပဲသိကြတယ်ဆိုတဲ့အခါကျတော့အနည်းဆုံးတော့တရဏဂုံ၃ပါးတော့မြင်မြင်ကြတယ်တရဏဂုံ၃ပါးမြင်မြင်ကြတယ်တရဏဂုံမြင်မြင်ကြတဲ့ပုံကိုယ်တွေကယေကေစီဗုဒ္ဓံတရဏံကတာတိနာတိဒုဝိတံအပါယပုယေကေစီဗုဒ္ဓံတရဏံကတာတိအကျင့်ပုဂ္ဂိုလ်တွေကတရားတရားတန်ခါယရဏ၃ပါးကိုကိုယ်ပဲစိတက်ဝေယုံကြည်ကိုယ်ပဲစိတ်ကြတဲ့ပုဂ္ဂိုလ်တို့ဒီတဲ့နာတိခမိတ်တံအပါယပုအပေ၄ပါးတော့မလားဘူးပါယမာနုတံခြင်းဟာဒေဝကာယပရိပုရိတန်ဒီတဲ့ဒီဘဝဒီခန္ဓာကိုစွန့်လွတ်ရတယ်ရှိတော့တဲ့ဒေဝကာယလူဒီနဲ့ရတယ်ရောက်ရှိစေတတ်တယ်တရဏဂုံ၃ပါးမြဲရုံနဲ့အပေ၄ပါးမှာပြမြောက်ပါတယ်တဲ့လုံးမြဲရင်ပြမြောက်အဲ့ဒီမှာကောက်ကိုယ့်ရဲ့မိဘတွေလုံးလို့ပါကြတယ်ဒီသုံးပါးသာဝတိလသီလလည်းပဲမနာတော့၅ပါးဒီလိုလူကျင့်ဖို့ပစိုးလူကျင့်ဖို့လို့ခေါ်တယ်၅ပါးဒီလ၅ပါးဒီလကံစောင့်တဲ့အခါမှာလည်း၅ပါးလုံးမဟုတ်တော့မှတစ်ပါးသို့မဟုတ်နှစ်ပါးအဲ့တော့ကိုယ်သစ္စာစုံနေတော့စောင့်တဲ့ပါဏာတိပါဒသူတဲ့တရှင်မဘောကောသို့မဟုတ်အာဒီနာအစင်ကျင်နိုင်တော့ပါစင်တော့အာဒီနာနာသုရဝေရိယဒါလို့ဆိုရင်အားလုံးစိတ်နဲ့ကြတာပဲဒီသိက္ခာပေါ်ကတော့ငါဒီတိတ္တဆအရွယ်မှစားတယ်အဲ့ဒီသိက္ခာဘယ်တော့အကမှာမကျိုးမပေါက်ငါစောင့်နေသေးတယ်အိမ်မှန်ကန်သောသစ္စာတရားကြောင့်မာယုခံစားရတဲ့ယောဂဝေဒနာတွေတော့မဟုတ်ဒီခုကြုံတွေ့ရတဲ့အခက်အခဲတွေပြောက်ပြင်းပါစေလွတ်မြောက်ပါစေအဲ့လိုသစ္စာဆိုနိုင်လောက်အောင်ဒီကျင့်သုံးခဲ့ရင်အဲ့ဒီသီလမိမိဘဝကိုအပေလေးပါမှလွတ်မြောက်စေပါအဲ့တော့ကိုယ့်ရဲ့အိုးလေးခွားလေးရှင်းတော့လည်းတော့တော်တော်လေးလိုက်နိုင်ကျင့်သုံးစောင့်သိကြတဲ့အနေအထားတွေရှိကြတယ်ဒါပြီးတော့ပဲမဆောင်တယ်ဒါဆန်းရှိရဲ့ဒါဆိုရှင်နေ့စဉ်မဆောင်နိုင်တော့မှဒါဆန်းရှိရဲ့ဒါဆိုရှင်ဒါပြီးတော့တလား၄ချိန်တော့အနည်းဆုံးအထုတလေဆောင်သိနိုင်တာအဲ့ဒီတရဏဂုံသီလအပေလေးပါလူရောက်စီဘယ်လိုရောက်စီအဲ့တော့အဲ့လိုရှိပြီးဖြစ်တဲ့အတွက်ကြောင့်ယနေ့ခုရဲ့ကုသိုလ်ကောင်းမှုကဒီရဲ့
မိခင်ပါခင်ကျေးဇူးရှင်တို့အတွက်ဟုတ်ရှင်ပါလေဟုတ်တကယ်လို့ဒကာကြီးတွေဘာကြီးအတွက်အဲ့လိုမဟုတ်တော့ဘူးဆိုလို့ရှိရင်ကိုယ့်အတွက်ဒါနပြရအောင်လားတိုးပွားတယ်ရတယ်ဒါဒီကုသိုလ်ကောင်းမှာဘု து အကြောင်းပြုပြီးရလာတယ်ဆိုရင်ကိုယ့်ရဲ့မိဘနှစ်ပါးအကြောင်းပြုပြီးဒီကုသိုလ်ကိုရတယ်ဒီကောရလိုက်တာဘုရားကျေးဇူးဆက်တယ်ကျေးဇူးဆက်တော့ပစ္စုပန်ဟောတယ်ဒီကုလက်နဲ့ပါရတယ်ဒါနတိတာဘာဝနာတိုးပွားဖို့ရတယ်အဲ့ဒီဒါနတိတာဘာဝနာဘယ်လောက်တန်ဖိုးရှိတယ်ဆိုရင်အပေလေးပါးမှာလွတ်မြောက်စေတဲ့အခွင့်အရေးရှိတယ်အခုတော့ဒီလေးကြောင့်ရပါတယ်အဲ့တော့တာနာကြီးသွားတယ်လူဖြစ်ပြီးယဟန်ဖြစ်ပြီးပေါ့အဲ့ဒီတတ်တော့အမှန်တရားနိဗ္ဗာန်ကိုရတယ်သန္တာကြီးတို့ပြောကြညောတဲ့အခါကျရင်အဲ့တော့ဒီကအနိစ္စတော့မမွေးချောင်ဆိုပါလို့မမွေးချောင်ရေးတက်တဲ့စီးတဲ့အခါမှာအပေါ်မှာမျောနေတဲ့အရာဝတ္ထုတွေရှိတယ်အောက်ကျမ်းပြင်မှာပဲသူကလိမ့်နေတဲ့အရာဝတ္ထုတွေရှိကြတယ်အဲ့တော့ဘုရားတို့ဒီတန္တရာရေကျော်တွေကိုပဲအမြဲတမ်းစီစဉ်နေကြတယ်အမြဲတမ်းစီစဉ်နေတဲ့အခါကျတော့လူအဖြစ်နဲ့အဖြစ်နဲ့အပေါ်ပေါ်ပြီးမျိုးရတဲ့တတ်တော်ရတယ်ရှိသလိုရေရဲ့သိစံပြည့်တာသူတွေကဒီလိုတော့အောက်ကျမ်းပြင်မှာမျောနေတဲ့တတ်တော်ရတယ်အများကြီးအဲ့လိုဆိုတော့အပေါ်မှာပေါ်ပြီးမျောရတယ်တန္တရာရေကျော်မျိုးတဲ့အော်ဘေးနေရာမှာတော့ကျွန်းရှိတယ်ငါတို့တစ်ထောက်နားလို့ရတယ်ဘေးနေရာမှာတော့ပြန်ရှိတယ်တို့တွေအရောက်သွားလို့ရတယ်ဒီလိုလေးမြင်ရတတ်တာရှောက်ကျင်နိုင်တယ်ကြောက်ဆောင်လေးတွေ့နေရှောက်ကျင်နိုင်ရတယ်ခဏနားပဲဟောလေကျွန်းနေရှိတယ်ဒါလူကြီးနဲ့လူကြီးနဲ့ပြီဆိုတာလေတန်ရာကြီးထောက်နာတာနောက်တော့ရှည်ကဘွားနေတာလေတန်ရာကြီးကထောက်နားတဲ့အချိန်ဒီမှာနားတယ်ပုံမြင်ရတယ်ဒါကတော့နိဗ္ဗာန်သွားရတဲ့အကြောင်းအလုပ်ပဲဒါကတော့အောက်ပဲလေးပါသွားရတဲ့အကြောင်းအလုပ်အောက်တော့တို့တွေအစင်းနိဗ္ဗာန်သွားရနဲ့နိဗ္ဗာန်သွားရတဲ့အကြောင်းအလုပ်နိဗ္ဗာန်နဲ့တန်တဲ့ကာယကံမှုဝစီကံမနောကံမှုငါးဆံမှာကင်းအောင်ကြိုးစားမယ်ဒီလိုလေးတွေကိုမှအခွင့်အရေးတွေရှိတာနော်အဲ့လိုအခွင့်အရေးရှိတော့ဒါပေါ်တော့အားလုံးတော့ဦးဇင်းတို့ကတခါကြီးတွေပေါ်ပြီးတော့ပြောနေတာတော်တော်စိတ်ရည်လို့ထင်တယ်သမာဓိတိသမာသင်္ကပ္ပသမာဝါစာသမာဓိသမာဓိဝသမာဝါယမသမာဓိသမာပါအဲ့ဒါကိုအကျင့်ပြန်ရှုံးလိုက်ရင်သီလသမာဓိပညာဒီသုံးခုပဲပြန်ပါတယ်သီလရဲ့သမာဓိရဲ့ပညာရဲ့ဝိရောသီလဆောက်နေကြတယ်ဆိုရင်အဲ့ဒါဟောရသမာဝါစာသမာကမ္မနာသမာအာဇီဝဆိုတဲ့မဲ့ခင်တရားကိုကျင့်သုံးကြတယ်ပေါ့ဒါဆိုရင်စိတ်မဲ့ခင်7ပါးလို့ပြောလိုက်ငိုးတော့ခံပြီးပွားရလိမ့်မယ်လို့ဖြစ်နေကြတယ်အဲ့လိုမဟုတ်ဘူးလေအဲ့ဒီပုံမှာဘာတွေလဲဆိုတော့သိအောင်လို့ရှောင်ကြည့်အဲ့ဒါနိဗ္ဗာန်ပွားရအောင်တော့အကျင့်ဆိုတဲ့မဲ့ကြီးစပါကိုတိုင်းမှာကျင့်သုံးနေတယ်အဲ့ဒါကြတော့နည်းနည်းအချိန်နဲ့ဆိုတော့တူတောင်းလာပေါ့နော်အဲ့ဒါတော်လေးတဏှာရောက်ချိန်ပြီးတော့ဒီလောက်ရတယ်ဆိုတော့ကိုမဲ့ကြီးစပါဆိုတာတီးကြိုင်းငိုးတော့ခံပြီးဒီလိုကျင့်ရတာမဟုတ်ပါဘူးဆိုပြီးသွားတယ်အဲ့ဒါမဲ့ကြီးစပါကိုအခုဆိုရင်သီလရဲ့သမာဓိရဲ့ပညာဒီမှာသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်ဆိုတော့သီလသမာဓိပညာပေါ့ပညာသမာဓိပညာသမာသင်္ကပ္ပဝိတ္တကောင်းတဲ့ဉာဏ်လာလို့ဘာလို့စတယ်နော်အဲ့လိုရှိကြတယ်အဲ့လိုဆိုတဲ့အခါကျတော့နိဗ္ဗာန်ကြီးကိုကံတစ်ဖက်ကိုကူးမြောက်ဖို့အတွက်မဲ့ခင်7ပါးဒီကိုတော့သိရတယ်ဆိုက်ရောက်ပြီလားကိုကတက်စီပြီးတော့ဒါပေမဲ့ဘာဖြစ်လို့အဲ့လိုမခွာနိုင်သေးတာလဲအကြောင်းကူးမြောက်နိုင်သေးတာလေလို့ဆိုဟောမှာအောင်ငါးပါးကာမဂုဏ်တရားနဲ့ပြောကြလိမ့်မယ်နိဗ္ဗာန်နိဗ္ဗာန်ဘာမှမရှိတဲ့အကြီးဘာလို့သွားနေမှာလဲကွာဒီလိုပေါ့ဘာလို့သွားနေမှာလဲကွာလို့ပြောရတာအဲ့ဒီနိဗ္ဗာန်ဘာမှမရှိဘောနတ္တိဒုက္ခဘာမှမရှိတာချမ်းသာခြင်းတစ်မျိုးဆိုတော့မသိသေးတဲ့အခါကျတော့အမရှိတဲ့ကြောင့်သွားတယ်အဲ့တော့အမှလူကြီးတယောက်ဥပမာမျက်စိမမြင်တဲ့သူတယောက်မျက်စိမမြင်ကန်းနေတဲ့သူတယောက်ဘေးကအဲ့ဒါဝလန်သမီးသွားတဲ့ကောင်ရော့ဒီအိမ်ကြီးဝက်ဒါအကောင်းစားတိတ်လာတာပဲဒီဟာနဲ့ဆိုမြင်တိတ်လိုက်တာပဲပြောတာသူ့မှမျက်စိမှမမြင်တာ
လာတယ်မင်းနဲ့တိတ်လိုက်တာပဲသူခဏပြေးလိုက်ဒါပေမဲ့မျက်စိမြင်တဲ့လူကြီးတဲ့အခါကျတော့ဒီရိုက်ဖြစ်လာစီကြီးတွေလည်းပေးလို့ညစ်ပတ်ပေးတူးအဲ့လိုအဝတ်ကြီးလို့မျက်စိမမြင်တဲ့အခါကျတော့သူကောင်းတယ်လို့ပဲဝတ်ဆင်တာကြွားပါနိုင်တာပေါ့ကိုမမမြင်တာသူများကောင်းတယ်ဆိုကိုလည်းဝတ်ပြီးတော့လူတော်တဲ့သွားတယ်အကောင်းမှတ်ဒါပေမဲ့တနေ့မှာသူဒီအဲ့ဒီမျက်စိမမြင်တဲ့ကောင်ဆရာကောင်းတမကောင်းနဲ့တွေ့လို့စိတ်ကူးတာခံရတဲ့အခါမှာမျက်စိနဲ့တွင်းအလင်းရတဲ့အခါအဲ့ဒီမှာကျတော့မြင်လိုက်ရပြီဟာငါတက်တက်လုံးဝိလာတွေဒီအဝတ်ကြီးကစီကြီးတွေပေးတူးပွားတော့အဲ့ဒီညမှာတစ်ခါပဲအရင်ကကောင်းတယ်လို့လှတယ်စက်တည်ရှိတယ်လို့ထင်ခဲ့တဲ့အဝတ်စားအဲ့ဒီမျက်စိနဲ့တွင်းအလင်းရတဲ့ဘာမှမဟုတ်ဆိုပြီးတော့လွတ်ပြလိုက်အခုလည်းပဲအောင်ငါးပါးကာမဂုဏ်တရားဟာဒါတာယာဝယ်ကောင်းနေအားလုံးဟိုလက်သက်ကြတာပဲလေမြင်မှမမြင်တာဟုတ်သစ္စာလေးပါဟိုဒီတိုင်းကဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာလို့တရားဟောတဲ့အတိုင်းစာသိရတော့လွတ်ရတာပေါ့တကယ်မြင်လားဆိုတော့မမြင်နိုင်ဘူးမမြင်နိုင်လို့ဆိုတော့အန္တဘုဇဉ်ကိုခေါ်တာပေါ့အန္တဘုဇဉ်ကိုသစ္စာလေးပါမသိနိုင်သေးတဲ့မမြင်နိုင်သေးတဲ့ပုဂ္ဂိုလ်တွေပေါ့ဒီကတော့အဲ့ဒီအောင်ငါးပါးကာမဂုဏ်ရောက်တာအကောင်းလို့ဖြစ်ပြီးတော့ဝိသိဉာဏ်နဲ့ဒီစပါးမြတ်တရားရှိတယ်အဲဒီစပါးမြတ်တရားစပါးဟာထုတရေလိုပြီးအမြဲတမ်းပဲတရားရှိမှဘုရားထိုင်ပြီးတော့ဒီလိုလိုက်နာတာမဟုတ်ဘူးအဲ့ဒီထဲမှာတိအောင်လေးလို့ပြီးတော့ဩဘေကတော့ငါတို့တွေဒီလိုနေထိုင်တာဒီမက်ကြီးစပါးရဲ့ဘာကိုလိုက်နာနေပါလားဆိုတော့တီးရင်နဲ့အဲ့ဒီဟာပါရမီဖြစ်ပြီးတော့ပါရမီပြည့်စုံတဲ့တနေ့မှာဒုက္ခကံတွေချုပ်ငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ကြီးကိုကံတစ်ဖက်ကိုရောက်ပြီတကယ်လို့လားဟိုအောက်မှာမျောနေမြင်မှမမြင်ရတော့ဘာမှမသိသွားပြီးတော့ကြာအဲ့လိုဆိုတဲ့အခါတော့တန္တရာရေရောမျောတဲ့အခါမှာပေါ်ပြီးမျောရတာနဲ့မြုပ်ပြီးမျောရတာဆိုရင်ပေါ်ပြီးမျောရတာတော့ပေါင်းတာပေါ်ပြီးမျောနိုင်လို့ဘာလို့အဲ့လိုအများကြီးမဟုတ်ဟိုဒါနဆိုလဲဟွာအငြင်းပြက်ကြီးလူမရေအများကြီးလို့ဒီလိုမဟုတ်ကိုယ်စိတ်ကြည်လူကြည်နဲ့နေတယ်ကိုရက်ွက်တဲ့ကိုအိရှိဆုံးနိုင်ကြတဲ့ဆုံးလေးဟိုရဟန္တာနာတန်ခါဘုံဆိုတော့အောင်ပြီးတော့ဆုံးလေးတစ်စုံလူဒီမြတ်စွာဘုရားပန်းလေးတစ်ခွက်ပေါက်တော်လေးတစ်ခွက်ပဲလူအဲ့ဒီဌာနကလည်းကိုဘယ်လေးပါမှလူရောက်ဆိုအောက်ကိုမရောက်စေဘူးပန်းတစ်ပွင့်ကြီးတစ်ခွက်ဆုံးတူလို့လည်းစင်ကြတယ်ဘယ်လေးပါမှလူရောက်စေတာဒီလိုဖျားရှင်တဲ့တော့ရှင်မောကလည်းပေါ်နေကြီးဆိုကြည့်ဒါသိကြတာပဲရေဝရယံတရားရယံအက္ခတောကမဟာတောကကြီးအက္ခတောကနှစ်ပါးပေါ့အဲမှာရှင်သာရိပုတ္တရာတစ်ခါတည်းကြံသူကလေးပြီးသွားပြီးကြည့်ဒီကဆိုရင်လူဘာတွေလို့ဒီကြားတယ်ဒီလိုဘလူကြောက်မှာဗျာအဲ့ဒါကြီးကျူလို့ပဲလို့အဲ့ဒါဘလူတွေအမျိုးတွေအရှင်ဘုရားသူ့ပြန်ရောက်တဲ့အခါဘလူတွေအမျိုးတွေဒါတွေလောက်ကြဖို့ပြောပြပါဗျာအဲ့လိုပြောတဲ့အခါတော့အများကြီးပေါ်စက်ကြောင်းတော့ရှည်သွားလိမ့်မယ်အဲ့လိုပြောကြတယ်ပေါ့နောက်တစ်ခါတည်းကြာရင်လက်ပြေသွားတယ်အချို့တွေဆိုရင်ဟိုကောင်းမုံနေနဲ့နေကြထိုင်ကြမင်းတို့ဘာတွေများဒါနပြုခဲ့လို့ဒီလိုတွေနေရထိုင်ရတာလေနေပြောရတော့ကိုလူတာလေးနေတဲ့အခါကျပြောကြည့်ပါဦးဆိုတော့ဒါလိုလူတာတဲ့ပြောရမှာတော့ကိုလှူလိုက်တဲ့အလှူနဲ့ရလိုက်တဲ့အကျိုးတိတ်กว่าတော့တဲ့အခါကိုယ့်ရဲ့ဌာနဟာကိုလှူလိုက်တာကြီးကနည်းနည်းလေးပဲတပြည့်လို့လှူခဲ့တာပါတဲ့မြတ်စွာဘုရားကြွတယ်လို့ကြားတဲ့အခါမှာကိုယ်ကဘာမှလှူဒန်းဖို့ရမရှိတဲ့အခါကျတော့လမ်းဘေးမှာဟိုသစ်ပင်လေးတွေပေါ်မှာຫນွယ်လေးတွေပေါက်အပွင့်လေးတွေပွင့်နေတဲ့ပန်းလေးတွေခူးပြီးတော့မြတ်စွာဘုရားလှူဒန်းခဲ့ပါတယ်တဲ့အဲ့ဒီကုသိုလ်ကောင်းမှုကလူတို့ဒီဘဝကိုရရှိခဲ့တာပါအဲ့တော့ဒါနမဲဒီများဒီမဟုတ်ပဲနဲ့တရားနဲ့ဆိုင်စိတ်ကြည်လူကြည်နဲ့ထူထမ်းလိုက်တဲ့တိတိလေးတော့ဒါနလေးပဲကြီးမားတဲ့အကျိုးကိုရရှိနိုင်ကြတယ်ဒါပေမဲ့ဆုတော့မတောင်းအောင်တော့ညောင်စည်းတော့မလို့ညောင်လူကြီးတော့ရပါလေဒီလိုတော့ဆုမတောင်းနဲ့ကိုလူတဲ့အလှဒီနဲများအလှကံပုံကိုလည်းပဲကငဲ့ပြီးတော့ဟောငါတို့လှလိုက်တဲ့အလှလေးနဲ့ဥမာထားပါတော့ဆုံးလေးကိုတနတ်လှလိုက်တယ်တို့တွေလှလဲတဲ့ဆုံးလေးကိုပုံပေးပြီးတော့
စွန့်လို့တော့ကြောင်းကြမှုမရှိပဲနဲ့ပရိယပฏิပတ်အားထုတ်နိုင်ကြပါစေဒါလေးပဲအလူကံပုဂ္ဂိုလ်ကိုငဲ့ပြီးတော့သူလိုက်ကိုယ့်အတွက်ဘာမှမငဲ့အမှသင်္ကန်းလေးတစ်ထည့်ပြီးတယ်သူရဲ့ကာမလည်းပဲဩမြတ်စွာဘုရားရဲ့ဉာဏ်နာတော်လေးသင်္ကန်းတည်မှုတော့ကြောင်းကြမှုမရှိပဲနဲ့ဒီသင်္ကန်းလေးဝို့ရုံသုံးဆောင်ပြီးပရိယပฏิပတ်အားထုတ်နိုင်ကြပါစေအဲ့လိုလေးယူလိုက်ရတယ်ပုဂ္ဂိုလ်အလူကံပုဂ္ဂိုလ်ကိုငဲ့ပြီးတော့ကိုယ့်အတွက်ဘာမှမဆန်တော့ဘာမှမရတော့လောဘလည်းမပါဘူးမောဟလည်းမပါဘူးမောဟမပါဘူးဆိုမောဟအမောဟဆိုရင်ပညာပေါ့မောဟမပါဘူးဆိုတော့ပညာဥစ္စည်းတူတာဖြစ်တဲ့အတွက်ကြောင့်ဒုတိယဘဝပဋိသန္ဓေအကျိုးပေးတဲ့အခါမှာတိပဋိသန္ဓေအကျိုးပေးတယ်ဆိုတော့လူလောကပေါ့နော်ပဋိသန္ဓေအကျိုးဆိုတာဒီအာဟိပဋိသန္ဓေဒွေပဋိသန္ဓေတိပဋိသန္ဓေ၃မျိုးရှိအများစုကတော့ဒွေပဋိသန္ဓေအများစုအာဟိကတော့လူဖြစ်ကမတ္တာဆိုတယ်လူဘဝရောက်တဲ့ဆိုတာလေးပဲဘာမှကိုလူနဲ့တောင်သုံးမဖြစ်တာအဲ့ဒါအာဟိပဋိသန္ဓေလို့ခေါ်တယ်ဒွေပဋိသန္ဓေဆိုတာတော့အထိုက်လျောက်တော်တော်များများတော့ရှိတယ်ဆိုတော့လည်းတိပဋိသန္ဓေတော့နည်းတော့ရှားတော့မရှိဘူးတော့မရှိတယ်သူတော့တိပဋိသန္ဓေအကျိုးပေးဉာဏ်ကောင်းတယ်ဉာဏ်သိထက်မြက်တယ်ဉာဏ်သိထက်မြက်တဲ့အခါကျတော့သင်္ကာကြားတာမြင်တာမတ္တဖြစ်နေတယ်အတ္တပညာကိုသိနိုင်မြင်နိုင်ကြားနိုင်သိနိုင်မြင်နိုင်ပေါ့သိကမြင်တာမတ္တပြင်တက်မြောက်နိုင်တယ်အဲ့ဒီဉာဏ်အထုကိုရစောစီကြီးခုနမဂ္ဂင်7ပါးမြတ်တရားအထောက်ကိုရလို့ဒီပြောတယ်ပဲဝိပဿနာတရားအထောက်ကိုရတယ်အဲ့ဒီပုဂ္ဂိုလ်ကတိပဋိသန္ဓေအကျိုးပေးတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဘဝမှာတစ်ခါလေးပဲဘဝနဲ့ပြတ်နိုင်တယ်ဒါအထုပေးတဲ့အခါကျရင်ဒီကုသိုလ်ကောင်းမှုကြောင့်အမသင်္ကန်းလူတွေဆိုပါတော့ဆက်လိုက်မယ်နော်သင်္ကန်းလူတွေငါတို့ဒီဘဝကဝိစားလေးမရငါတို့လိုချင်တဲ့ဝိစားလေးမရနောက်ဘဝတွေမှာတန်တာလိုက်တန်ရအောင်သင်္ကန်းလူလိုက်ကိုယ့်အတွက်ပဲကြည့်လိုက်တာလေကိုယ့်အတွက်ကြည့်ပြီးတော့သင်္ကန်းလူနောက်ဘဝကျတော့တို့တွေမတောင်းတာမတောင်းကြပဲလေကားတော့ဆုံးလူလိုက်ပထမရည်ချက်ကကိုယ့်အတွက်ရည်တာဒုတိယလူကံကိုအဲ့လိုရည်ရမှာမဟုတ်ပဲရှင်းသူတော်ကောင်းကြီးဒါနပြုတဲ့ကိုယ့်အတွက်မရဘူးလူကံပုဂ္ဂိုလ်ပဲဒါပေမဲ့အဲ့ဟာကကိုယ့်အတွက်အကျိုးမပေးတော့ဘူးလားအကျိုးပေးတာပေါ့ဆူတောင်းနေရမှာအကျိုးပေးတယ်အကျိုးပေးပါအမှသင်္ကန်းလူတွေဖြစ်ရပါမှာအနာရောဂါကင်းတယ်ဩစားတွေပေါ်ရဝေးရတယ်ကိုယ်ရစင်တပါတင်တယ်ဆိုတော့ဆူမတောင်းတယ်ပြည့်စုံတာအဲ့ဒါဆိုတော့ဆူမတောင်းတဲ့ပြည့်စုံတဲ့အရာကိုသိတယ်စိတ်တွေကလည်းအောင်မပြုနဲ့မပြုဘဲနဲ့အလှကံပုဂ္ဂိုလ်ငဲ့ပြီးတော့လားလူလားအဲ့ဒါဆိုရင်တိပဋိသန္ဓေအကျိုးပေးတော့တိပဋိသန္ဓေအကျိုးပေးမှဒီဘဝဝိပဿနာအားထုတ်တဲ့အခါမှာတရားမျိုးဒီဘဝတည်းတစ်ခါလေးရတယ်ဒီပဋိသန္ဓေအကျိုးပေးတာတဲ့ပုဂ္ဂိုလ်တွေဒီဘဝအားထုတ်ရင်တော့ဒီဘဝတော့မရဘူးဒါပေမဲ့ဒုတိယဘဝအတွက်တော့အထောက်အပံ့တော့ဖြစ်တယ်ဒီဘဝမှာအရိယာဖြစ်ဖို့တော့အခွင့်အရေးမရှိဘူးပေါ့နဲတယ်မဟုတ်ဘူးမရှိတာအခွင့်အရေးမအားတွေ့ပဋိသန္ဓေအဲ့တော့တိပဋိသန္ဓေအကျိုးပေးဖို့ဆိုရင်ဒါကုသိုလ်၃ရပ်ပေါ့အာလောဘရဲ့အာဒေါသရဲ့အာမောဟဆိုကုသိုလ်တရား၃ပါးချမ်းရံပြီးတော့အဲ့ဆိုတိပဋိသန္ဓေအကျိုးပေးအာလောသူတော်ကောင်းပေါင်းနေဒီဘဝဒီခန္ဓာတမတ်တကူမရတော့မှအဲ့ဒီတိပဋိသန္ဓေအကျိုးပေးရင်ဒုတိယဘဝမှာဘဝတင်းနေလေပြတ်နေတယ်နော်အဲ့ကြောင့်လူလမ်းမှုပြုတဲ့အခါကိုယ့်အတွက်မြည်နေအလူကံပုဂ္ဂိုလ်ခဲ့ပြီးတော့လူတန်းအဲ့ဆိုတော့တိပဋိသန္ဓေအကျိုးပေးတယ်နော်ဓမ္မတာလည်းပဲသန္တရာခိယထူသွားလို့အဲ့ဒါဆိုရင်ကိုမျက်စိလေးပဲဒီဘဝနေတဲ့မြင်ရတယ်နောက်ဘဝကျတည်တဲ့မြင်ရပြီးတော့ခုနအောင်၅ပါးကာမဂုဏ်တရားဆိုတာအရိယာသူတော်ကောင်းကြီးကမကောင်းဘူးဆိုပြီးစွန့်ပြလိုက်တာပဲအပိုက်ပဲစွန့်ပြလိုက်တာဒါပေမဲ့အဲ့မှာယူတဲ့ပုံစံလေးရှိတယ်မျက်စိမမြင်တဲ့ပုံစံလေးရှိတယ်ကောင်းလို့ရရာလေးတွေဟဲ့ဆိုတော့သုံးဆောင်ခံစားနေတာမျက်စိနဲ့တွင်းအလင်းရတဲ့တနေ့တတိပြောလည်းပဲသစ္စာလေးပါးအမှန်တိုင်းသိတဲ့နေ့ကြာတယ်အဲ့တော့ပြေသွားပါမယ်အဲ့တော့အဲ့လိုအခွင့်အရေးတွေရရှိဖို့အတွက်ဒါနသီလဘာဝနာအားထုတ်တဲ့အခါမှာဒါအာလောဘအာဒေါသအာမောဟဆင်ရပြီးတော့လို့ဥမာသူတော်ကောင်းတွေပဋ္ဌာန်းရွရတာရှိနေတယ်စီဝါတဖို့ရာလူတို့ဖို့တခုပေါ့လုပ်ငန်းတွေအဆင်ပြေဖို့ဒီရွေချက်နဲ့ရွေအစတည်းကမှကိုက
အမှရွေချက်တစ်ခုထားတယ်ပေါ့ညာလူတို့ပေါ့ရွေချက်ထားပြီးရွတ်တယ်အဲ့မှာရွတ်ရုံလေးပဲရွတ်တော်ရွတ်တယ်တစ်ဖက်ကလည်းကိုကအဲ့ဒီညာလူနဲ့ထိုက်တန်တဲ့ပိစံမှုဒီပေါ့အလုပ်မလုပ်ဖဲနဲ့ရွတ်လို့လေမရဘူးပေါ့များတဲ့ခါကျဓမ္မတော်နာပြုလို့ကောင်းမှုကိုအကြောင်းပြပြီးတော့လောကတော်ပြညာလာဘဝတော်ပြောင်းရွှေ့ပြေတော်သွားကြတယ်ဒီစုကပုံကိုထုတ်ပြီးလည်းပဲယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတွေအခုပါတာကိုဝမ်းမြောက်ဝမ်းသာတာတို့အမှုမှပေါ်ဆောင်နိုင်ကြပါစေအာလုံးတော်သူတော်ကောင်းပေါင်းလို့ဒီလည်းပဲယနေ့ပြုလို့အားထုတ်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်ဒီပေါင်းကြံပေါင်းအန္တရာယ်ပေါင်းမှလွတ်မြောက်ကြပါစေကောင်းသောလူရင်ဆန္ဒတွေပြည့်ဝကြပါစေကိုယ်စိတ်နှပါချမ်းသာစွာဖြင့်အသက်ရှိပြီးအသက်ရှိသည့်အလျော်လည်းပဲနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားများကိုရှင်းဉာဏ်ပြုဖို့ပွားများအားထုတ်နိုင်ကြပြီးဘဝအတူတူနှင့်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမယ်မျက်နှိပ်ပံကိုကိုယ်စီကိုယ်ကမျက်မှောက်ပြုလို့နိုင်ကြကုန်သောသူတော်ကောင်းများဖြစ်ကြကုန်ရသည်ညောင်းတပည့်တော်များသည်ကံကို၎င်းကံအကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံ3ပါးနှင့်တကွအင်္ဂါ5ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုတန်ယူကျင့်သောစောင့်တည်ကြပါကုန်၏ဒီဥပအန္တရေအသွေတို့မှကိဝေ၍ကောင်းကျိုးချမ်းသာယတိမင်္ဂလာအဖျားပြာတို့နှင့်ပြည့်စုံပါစေခြင်းကျိုးငါပရိတရားတော်များကိုလည်းယူသည်သည်စာငါကြားကြပါကုန်၏လွန်ခဲ့သောနှစ်များကဘဝတသွန်ကြောင်းရွှေ့ကွယ်လွန်သွားကြသောမိဘနှစ်ပါးနှင့်သားငယ်ဖြစ်သူတို့သည်ကောင်းရာသုခတိတို့နားပါစေခြင်းအကျိုးငါရည်ရွယ်မှန်းထား၍တရားမှုရှိသောသာတော်ရှင်သူမြတ်တို့၏ပံကဂုံကိုအာယုံပြု၍ဆွမ်းသင်္ကန်းအစရှိသည်တို့ကိုလည်းစက္ကပ်ပြုရန်ကြပါကုန်၏ဤကုသိုလ်ကောင်းမှုတို့သည်မဲ့ဖို့နိဗ္ဗာန်ရကြောင်းအာကြီးသောအကြောင်းအထောက်အပံ့ဖြစ်ပါစေသာရှင်ဘုရားယနေ့ပြုသမျှသောကုသိုလ်ကောင်းမှုတို့၏ဘုရားကကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ကျောင်းဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့အာဂါတဇိုဘုံမဇိုယုတ်ကဇိုအစရှိသောနတ်အပေါင်းအားအမြပြေဝေငါပါ၏သာသနာတော်ဆောင်နဲ့လောကပါဠနမြတ်နတ်ကောင်းနတ်အပေါင်းတို့အားအမြပြေဝေငါပါ၏နတ်တို့တနည်းကြားမင်းအား၎င်းမရေတနည်းဓမ္မမင်းအား၎င်းရှင်မြင့်တနည်းရှင်မင်းအား၎င်းအမြပြေဝေငါပါ၏ရှေးဘဝယခုဘဝတော်စัจကြဘုံသောမိအဖဆွေမျိုးညာတိဆရာသမားအစရှိတော်သူတို့အားအမြပြေဝေငါပါ၏အကျွန်ုပ်တို့အထူးအဖြင့်လွန်ခဲ့သောနှစ်များကဘဝတသွန်ကြောင်းရွှေ့ကွယ်လွန်သောဘဝခင်ရွှေမြိုင်နဲ့ဒီခင်တော်တင်အောင်ပန်းငယ်တို့သည်ယနေ့ပြုသောသူကောင်းမှုတို့၏ဘုရားကကိုသိနိုင်မြင်နိုင်ကြားနိုင်သည့်
ဘဝသို့ရောက်ရှိခဲ့သည်ဖြစ်အံဝမ်းမြောက်ဝမ်းသာပါဠုအနုမောဒနာခေါ်ဆိုနိုင်သည်ဖြစ်၍လူ၌နိဗ္ဗာန်သုံးတန်သောချမ်းသာတို့ကိုရရှိနိုင်ပါစေထိုမှတပါကျွန်ုပ်တို့ပြီးဝေလက်တန်သောကုသိုလ်ကောင်းမှုတို့၏ဘုရားကိုစောင့်ထား၍နေကြကုန်သောမြင်အပ်မမြင်အပ်သောပုဂ္ဂိုလ်ပေါင်းတို့အားအမြပြီးဝေငှပါ၏30ဘုံ၌သင်လေကုန်သောအိန္ဒိယဒုက္ခိတတတ္တဝါအပေါင်းတို့သည်ကျွန်ုပ်တို့နှင့်တတုထမြညရကြ၍ကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြသည်ကြပါစေကုန်သောအာလောမြရောမူကြပါကုန်သောဖြစ်ပါစေသာရှင်ဘုရားသာဓုသာ
မနာနဲ့နော်